မင်္ဂလာပါ My Fuel by Samuel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒါဟာတင်းရဲ့စိတ်သက်ခွန်အားတွေကိုနှိုးဆွပေးဖို့အာယုံစူးစိုက်မှုကိုထပ်မြက်စေဖို့နဲ့အသေးပေရှိပြီးစွမ်းအားရှိတဲ့ဘဝတစ်ခုတီးဆောက်နိုင်ဖို့ကူညီနေတဲ့ channel တစ်ခုဖြစ်ပါတယ်ကျွန်တော်မိခိုးတစ်ခုမေးပါရစေဘာဖြစ်လို့တချို့လူတွေကစိန်ခေါ်မှုတွေကြုံရလိုက်ပိုးပြီးတန်မာလာကြပြီးတချို့လူတွေကြတော့ဘလောက်ပဲကြိုးစားငကိုနေရာမှာပဲတနေရတာလဲအဲ့ဒီကွာခြားချက်ကကန်တရားမဟုတ်ပါဘူးပါရမီလည်းမဟုတ်ပါဘူးအဲ့ဒါကအလေးအကျင့်တွေ habits တွေကြောင့်ပါဒီနေ့မှာတော့ကဘာပေါ်မှာဩဇာအရှိဆုံးကိုရီကိုသွေးဖွံ့ဖြိုးတိုးတက်မှုစာအုပ်တအုပ်ဖြစ်တဲ့ Stephen R. Covey ရဲ့ The 7 Habits of Highly Effective People ထိရောက်ထက်မြက်သူတို့၏အလေးအကျင့်ခုနှစ်ခုအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါဟာရေတို့ဖြည့်ရှင်းနည်းတွေအကြောင်းပြောပြမယ့်စာအုပ်မဟုတ်ပါဘူးဖြတ်လန်နည်းတွေအကြောင်းလည်းမဟုတ်ပါဘူးဒါဟာဇယိုက်လက္ခဏာမူဝါဒတွေနဲ့ရေရှည်ထိရောက်မှု effectiveness အကြောင်းဖြစ်ပါတယ်အကယ်၍မိတ်ဆွေဟာဒီဗီဒီယိုအဆုံးထိကြည့်သွားမယ်ဆိုရင်ဒီအလေးအကျင့်တွေကိုနားလည်သွားရုံနဲ့မကပဲလက်တွေ့ဘဝမှာဘယ်လိုကျင့်သုံးရမလဲဆိုတာကိုပါတွေ့မြင်သွားမှာပါကဲစတင်လိုက်ရအောင်အပိုင်း1အတွင်းမှအပြင်သို့ပြောင်းလဲခြင်းမူ The Inside Out Principle စာရေးဆရာ Stephen Covey က Inside Out အတွင်းမှအပြင်သို့ဆိုတဲ့အင်မတန်အစွမ်းထက်တဲ့အယူအဆတစ်ခုနဲ့စတင်ထားပါတယ်လူအများစုကသူတို့ရဲ့ဘဝကိုအပြင်ပန်းကနေစတင်ပြောင်းလဲဖို့ကြိုးစားတတ်ကြတယ်အလုပ်အကောင်းကိုပြောင်းလဲခြင်းအပေါင်းအသင်းဆက်ဆံရေးကိုပြောင်းလဲခြင်းပတ်ဝန်းကျင်အခြေအနေတွေကိုပြောင်းလဲခြင်းဒါပေမဲ့ Covey က The Kid အပြောင်းလဲဆိုတာအတွင်းကနေအပြင်ကိုစတာလို့ဆိုပါတယ်မိတ်ဆွေရဲ့ရလက်တွေဆိုတာမိတ်ဆွေရဲ့ယုံကြည်ချက်များစိတ်နေစိတ်ထားများစရိုက်လက္ခဏာများရဲ့အရေးအယောင်တွေပါပဲအကယ်၍မိတ်ဆွေဟာပိုကောင်းတဲ့ရလက်တွေကိုလိုချင်တယ်ဆိုရင်နီးဗျူဟာတွေကနေမစပါနဲ့မိတ်ဆွေဘယ်လိုလူစားလဲဆိုတာကနေစတယ်မှာဒါကြောင့်မလို့ပထမဆုံးအလေးအကျင့်၃ခုဟာပုဂ္ဂိုလ်ရေးဆိုင်ရာအောင်မြင်မှုကိုအဓိကထားတာဖြစ်ပါတယ်အခြားသူတွေကိုဥဆောင်ခင်မှာကိုယ့်ကိုယ်အရင်ဆုံးဥဆောင်နိုင်ရမှာမယ်အလေးအကျင့်တစ်ကြိုတင်ပြင်ဆင်လှုပ်ရှားတတ်သူဖြစ်ပါစေ Be proactive ပထမဆုံးအလေးအကျင့်ကတော့အရာအားလုံးရဲ့အုတ်မြင်ပါပဲ Be proactive မိမိကိုယ်ကိုတာဝန်ယူသူဖြစ်ပါစေတက်ကြွလှုပ်ရှားသူဖြစ်ခြင်းဆိုတာမိတ်ဆွေဘဝအတွက်မိတ်ဆွေကိုယ်တိုင်တာဝန်ယူခြင်းဖြစ်ပါတယ်တုံ့ပြန်တတ်သူ reactive people တွေကအခုလိုပြောလို့ရှိပါတယ်ဒါငါတဘာဝပဲပြောင်းလို့မရဘူးသူတို့ကငါ့ကိုဒေါသထွက်အောင်လုပ်တာငါဘာမှမတတ်နိုင်ဘူးဒါပေမဲ့တက်ကြွလှုပ်ရှားသူ proactive people တွေကတော့အခုလိုပြောကြပါတယ်ငါဘလူတုံ့ပြန်မယ်ဆိုတာငါကိုယ်တိုင်ရွေးချယ်မယ်ငါတိုးတက်အောင်လုပ်နိုင်တယ်ငါထိန်းချုပ်နိုင်တဲ့အရာတွေကိုငါအကောင်းဆုံးလုပ်မယ်လုံဆောင်မှုနဲ့တုံ့ပြန်မှုကြားမှာဟာကွက်တစ်ခုရှိပါတယ်အဲ့ဒီဟာကွက်လေးတွေမှာပဲမိတ်ဆွေရဲ့စွမ်းအားရှိနေတာပါတက်ကြွလှုပ်ရှားသူတွေဟာသူတို့မထိန်ချုပ်နိုင်တဲ့စိုးရိမ်ပူပန်မှုအဝိုင်းဝင်ထက်သူတို့ကိုယ်တိုင်ပြောင်းလဲနိုင်တဲ့လွှမ်းမိုးနိုင်မှုအဝိုင်းဝင်ပေါ်မှာပဲအာရုံစိုက်ကြပါတယ်သူတို့ကလှုပ်ရှားတယ်တီဆောက်တယ်ဥဆောင်တယ်မိတ်ဆွေအပေါ်ဘာတွေဖြစ်လာမဲဆိုတာကိုမိတ်ဆွေထိန်းချုပ်နိုင်မဲဆိုတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအပေါ်မိတ်ဆွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့မိတ်ဆွေအမြဲတမ်းထိန်းချုပ်နိုင်ပါတယ်လေးအကျင့်နှစ်ရီမန်းချက်ပန်းတိုင်ကိုချိုတင်မြင်ရောင်ပြီးမှစတင်ပါ Begin with the end in mind ဒုတိယအလေးအကျင့်ကတော့မျှော်မှန်းချက် Vision အကြောင်းဖြစ်ပါတယ် Begin with the end in mind အကယ်၍မိတ်ဆွေဘယ်ကိုသွားမလဲဆိုတာကိုကိုယ်တိုင်မဆုံးဖြတ်ထားဘူးဆိုရင်မိတ်ဆွေဟာတနေရာကိုရောက်သွားပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီနေရာဟာမိတ်ဆွေတကယ်သွားခြင်းတဲ့နေရာဖြစ်မှာမဟုတ်ပါဘူးကိုဗီကအင်မတန်အရေးကြီးတဲ့မေးခွန်းတစ်ခုမေးထားပါတယ်မင်းကိုလူတွေကဘလို့ပုံစံနဲ့အမှတ်ရနေစေတင်တာလဲဒီအလေးကျင့်ဟာမိတ်ဆွေရဲ့ကိုယ်ပိုင်ဘဝရည်မှန်းချက် personal mission statement ကိုသတ်မှတ်ဖို့ဖြစ်ပါတယ်မိတ်ဆွေဘာအတွက်ရပ်တည်မှာလဲမိတ်ဆွေဘဝကိုဘလို့မူဝါဒတွေနဲ့လမ်းညွှန်မှာလဲမိတ်ဆွေဘဝဟာခံစားချက်တွေဒါမှမဟုတ်အခြေအနေတွေအပေါ်မှာမမူတည်ပဲတန်ဖိုးထားမှုများ values ပေါ်မှာမူတည်နေပြီဆိုရင်မိတ်ဆွေအတွက်ရှင်းလင်းပြတ်သားမှုတွေရှိလာပါလိမ့်မယ်အကယ်၍မိတ်ဆွေဘဝအတွက်တမိုင်းကိုမိတ်ဆွေကိုယ်တိုင်မရေးဘူးဆိုရင်တခြားတစ်ယောက်ကလာရေးပေးသွားပါလိမ့်မယ်အလေးကျင့်3အရေးကြီးသောအရာကိုအရင်လုပ်ပါ put first things first တ
တိယအလေးအကျင့်ကတော့မျှော်မှန်းချက်တွေကိုလက်တွေ့လှုပ်ဆောင်ချက်အဖြစ်ပြောင်းလဲတဲ့အဆင့်ပါ put first things first ဒါဟာစီကံ discipline အကြောင်းဖြစ်ပါတယ်ဦးစားပေးမှု priorities အကြောင်းဖြစ်ပါတယ်အခက်ခဲဆုံးဖြစ်နေရင်တောင်မှအရေးကြီးဆုံးအရာကိုလှုပ်ဆောင်ခြင်းအကြောင်းဖြစ်ပါတယ်ခိုဝီကကျွန်တော်တို့ကိုအချိန်ကိုစီမံခန့်ခွဲဖို့မဟုတ်ပဲကိုစီမံခန့်ခွဲဖို့သင်ကြားပေးပါတယ်ထီရောက်ထက်မြက်သူတွေဟာအောက်ပါအချက်တွေကိုအာရုံစိုက်ကြပါတယ်အရေးကြီးတော့လဲလောလောဆယ်လုပ်ဖို့မလိုတော့အလုပ်များမိမိကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်းကြိုတင်ပြင်ဆင်မှုစီမံကိန်းချခြင်းလူမှုဆက်ဆံရေးတည်ဆောက်ခြင်းသူတို့ဟာအမြဲတမ်းပြဿနာတွေကိုလိုက်ဖြေရှင်းနေရတဲ့ crisis mode ထဲမှာနေထိုင်ခြင်းမရှိပါဘူး mind fuel တတိပေးကြပါအောင်မြင်စုဟာဘယ်သူမှမကြည့်နေတဲ့တိတ်ဆိတ်တဲ့အချိန်တွေမှာတိဆောက်ယူရတာဖြစ်ပါတယ်အပိုင်း2ပုဂ္ဂလိအောင်မြင်စုမှာအများဆိုင်ရာအောင်မြင်စုစီပထမဆုံး3ခုလေ့ကျင့်ကကိုထိန်းချုပ်နိုင်စွမ်းကိုတိဆောက်ပေးပါတယ်အခုဆိုရင်ကျွန်တော်တို့ဟာအများဆိုင်ရာအောင်မြင်စု public victory ဖြစ်တဲ့တခြားသူတွေနဲ့ဘလို့လက်တွဲလှုပ်ဆောင်ရမလဲဆိုတဲ့အပိုင်းကိုကူးပြောင်းတော့မှာဖြစ်ပါတယ်ထီရောက်ထက်မြက်စုဟာအောင်မြင်စုတတ်မဟုတ်ပါဘူးအဲ့ဒါဟာလူမှုဆက်ဆံရေးတွေနဲ့လည်းဆက်ဆံပါတယ်အလေးအကျင့်လေးနှစ်ဦးနှစ်ဖက်အကျိုးရှိအောင်စဉ်းစားပါ think win-win စဒိုရအလေးအကျင့်ကတော့ကျွယ်ဝမှု abundance အကြောင်းဖြစ်ပါတယ် think win-win win-win ဆိုတာငါလဲအောင်မြင်တယ်မင်းလဲအောင်မြင်လဲငါတို့ရဲ့ဆက်ဆံရေးလဲအောင်မြင်လဲအဲ့ဒါဟာငါနိုင်မင်းရှုံးတာမှမဟုတ်နှစ်ယောက်လုံးရှုံးတဲ့ပုံစံမျိုးမဟုတ်ပါဘူး win-win စိတ်ဓာတ်ဟာရင်းပြိုင်မှုကနေလာတာမဟုတ်ပဲကိုယုံကြည်မှုကနေလာတာဖြစ်ပါတယ်တတိပေးချက်ငါအောင်မြင်ဖို့အတွက်မင်းရှုံးเสียမလိုပါဘူးအလေးအကျင့်ငါသူ့တဘာကိုနားလည်အောင်အရင်ကြိုးစားပါပြီးမှမိမိကိုနားလည်စေပါ seek first to understand then to be understood ဒီအလေးအကျင့်ဟာလူမှုဆက်ဆံရေးတွေကိုအကြီးအကျယ်ပြောင်းလဲစေနိုင်ပါတယ်လူများစုကတစ်ဖက်လူရဲ့စကားကိုနားထောင်တဲ့အခါမှာတကယ်နားလည်ဖို့ထက်ဘာပြန်ပြောရမလဲဆိုတာကိုပဲအာရုံစိုက်ပြီးနားထောင်တတ်ကြပါတယ်ဒါပေမဲ့ထီရောက်ထက်မြက်သူတွေကတော့နားလည်ဖို့အတွက်ပဲအရင်ဆုံးနားထောင်ကြပါတယ်တကယ်နားထောင်ခြင်းဆိုတာစာနားလည်မှုရှိခြင်းပါပဲလူတွေဟာသူတို့ကိုတစ်ဖက်လူကနားလည်ပြီးတယ်လို့ခံစားရတဲ့အခါမှာယုံကြည်မှုတွေတိုးပွားလာပါလိမ့်မယ်ယုံကြည်မှုတွေတိုးပွားလာတဲ့အခါမှာတော့သင်ရဲ့ဩဇာလွှမ်းမိုးမှုကအလိုလိုလိုက်ပါလာပါလိမ့်မယ်တတိပေးချက်နားနဲ့တင်မဟုတ်ပဲနှလုံးသားနဲ့ပါနားထောင်ပါအလေချင်း6ပေါင်းဆက်ညှိနှိုင်းခြင်းဖြင့်အင်အားသစ်လောင်းပါ synergize ပေါင်းဆက်ညှိနှိုင်းခြင်းဆိုတဲ့အဓိပ္ပာယ်ကစူပေါင်းလိုက်တဲ့ရလဒ်ဟာတစ်ခုချင်းစီခွဲလို့တာထက်ပိုပြီးကြီးမားတယ်လို့ဆိုလိုတာပါဒါဟာမတူညီတဲ့အရင်များမတူညီတဲ့အားတာချက်များလူတွေဟာမတူညီတဲ့အမြင်များမတူညီတဲ့အားတာချက်များကိုကြောက်ရွံ့နေမယ်အစားအဲ့ဒီကွာခြားချက်တွေကိုလေးစားတက်လာတဲ့အခါမှာတီထွင်ဖန်တီးမိန်စွမ်းတွေဟာပောက်ကွဲထွက်ပေါ်လာပါလိမ့်မယ်တတိပေးချက်တယောက်တည်းဆိုရင် mix တွေဟာတန်မာနိုင်ပေမဲ့စူပေါင်းလိုက်ရင်တော့ mix တွေကိုဘယ်သူမှတားဆီးနိုင်မှာမဟုတ်တော့ပါဘူးအလေးအကျင့်ခုနှစ်လော့ကိုတွဲပါ sharpen the saw တတမမြောက်အလေးအကျင့်ကတော့မိမိကိုယ်ကိုပြန်လဲစမ်းသစ်ခြင်း renewal အကြောင်းဖြစ်ပါတယ်လော့ကိုတွဲပါဒီဘဝမှာမိတ်ဆွေဟာအဓိကအထုံးချရမယ်တန်စာပလာ instrument ဖြစ်ပါတယ်တန်စာပလာတွေဆိုတာပုံမှန်ပြုပြင်ထိန်းသိမ်းမှုလိုအပ်ပါတယ်ခိုဗီကနေပယ်၄ခုမှာပြန်လဲအားဖြည့်ဖို့ဖော်ပြထားပါတယ်1ရုပ်ပိုင်းဆိုင်ရာ physical ကျန်းမာရေးနဲ့အစားအသောက်2စိတ်ပိုင်းဆိုင်ရာ mental လေးလာသင်ယူခြင်းနဲ့ဖျက်ဆီးခြင်း3ခံစားချက်ပိုင်းဆိုင်ရာ emotional လူမှုဆက်ဆံရေးနဲ့စိတ်အေးချမ်းမှု4ဝိညာဉ်ရေးစိတ်ဓာတ်ပိုင်းဆိုင်ရာ spiritual တန်ဖိုးထားမှုများနဲ့တရားဓမ္မအကယ်၍မိတ်ဆွေဟာကိုကိုပြန်လဲအားဖြည့်ဖို့ပြက်ကွက်မှဆိုရင်စိတ်ကုန်ခန်းပြီးလောင်ကျွမ်းသွားတာမျိုး burnout ဖြစ်လာပါလိမ့်မယ်တတိပေးချက်အနားယူခြင်းဆိုတာလက်လျှော့တာမဟုတ်ပါဘူးအားပြန်ဖြည့်နေတာပါနောက်ဆုံးတိုက်တွန်းခံရင်ညီကုန်း final motivation and call to action အခုဖြိုးပြက်ခဲ့တဲ့အလေးအကျင့်ခမခုဆိုတာရေရိုနီးလန်းတွေမဟုတ်ပါဘူးဒါဟာနေထိုင်မှုဘဝပုံစံတစ်ခုဖြစ်ပါတယ်သေးငယ်တဲ့အချက်လေးလာနေစတင်ပါအလေးအကျင့်တစ်ခုရွေးချယ်မှုတစ်ခုတရက်ချင်းစီစ조사သွားပါတတိရပါထီရောက်ထက်မြက်ချင်းဆိုတာအလုပ်တွေအများကြီးပိုလုပ်တာကိုဆိုလိုတာမဟုတ်ပါဘူးပိုပြီးတော်တဲ့သူတယောက်ချက်လာဖို့ကိုဆိုလိုတာပါအကယ်၍ဒီဗီဒီယိုကမိတ်ဆွေဘဝအတွက်အကျိုးရှိစေတယ်ဆိုရင် like ပေးခဲ့ပါတငယ်ချင်းတွေကို share ပေးပါပြီးတော့
Mindful by Samuel ကို subscribe လုပ်ထားဖို့မမေ့ပါဘူးနော်နောက်ကခေါက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်အာယုံကိုထိန်းထားပါစီကန်းရှိပါမိတ်ဆွေရဲ့စိတ်သက်ခွန်အားတွေကိုဇက်လက်ဖြည့်သိမ်းနေပါ